တင်အိပ်ပျော်နေတဲ့အချိန်တင်ရဲ့အိပ်ယာဘေးကအမှောင်ကြောင့်လေးမှာမျက်လုံးရှစ်လုံးနဲ့တင်ကိုစောင့်ကြည့်နေတဲ့မုတ်ဆိုးတစ်ကောင်ရှိနေတယ်ဆိုရင်ရောကဘာပေါ်မှာပင့်ကူမျိုးစိတ်ပေါင်း9000ကျော်ရှိပါတယ်။ဒါပေမဲ့သူတို့အားလုံးကအိမ်ထဲမှာပင့်ကူအိမ်လေးစောင့်နေတာတည်းမဟုတ်ပါဘူး။ဒီနေ့မှာတင့်ကိုအိမ်မက်ဆိုးတွေပေးစွမ်းနိုင်မဲ့ထူဆန်းရက်ဆက်လုံးနဲ့ပင့်ကူတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါ။နံပါတ်1မြေရောက်ထောင်ချောက်ပင့်ကူပထမဆုံးတစ်ကောင်ကတော့ထောင်ချောက်စင်တက်တဲ့ပင့်ကူပါ။သူကပင့်ကူအိမ်မဆောက်ပါဘူး။မြေကြီးထဲမှာကျင်းတူးပြီးအပေါ်ကနေမြေစာတွေနဲ့အဖုံးလုပ်ထားတာပါ။သားကောင်ကအနားကိုဖျက်လျှောက်သွားတာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲမြေကြီးထဲကနေငေါက်ခနဲထွက်လာပြီးသားကောင်ကိုအမောင်နဲ့ဆွဲခေါ်သွားပါတော့တယ်။တခါဆွဲချခံရရင်ဘယ်တော့မှပြန်ထွက်မလာနိုင်တော့ပါဘူး။နံပါတ်2ပိုက်ကွန်နဲ့အုပ်ဖန်တက်သူအခုမြင်နေရတဲ့ဒီပင့်ကူကတော့တကယ့်ကိုထူးဆန်းပါတယ်။သူကပင့်ကူအိမ်ကိုငြိမ်ပြီးစောင့်နေတာမဟုတ်ပဲပင့်ကူမြင်တွေကိုပိုက်ကွန်တစ်ခုလိုလက်နဲ့ကင်ထားတာပါ။သူ့ရဲ့မျက်လုံးကြီးတွေကအညာဘက်မှာလူတွေထက်အဆပေါင်းများစွာပိုမြင်ရပါတယ်။သားကောင်ဖြတ်လာတာနဲ့အပေါ်ကနေပိုက်ကွန်နဲ့အုပ်ဖန်ပစ်တတ်တာပါ။လူသက်သမားတစ်ယောက်ကပိုက်ကွန်နဲ့လိုက်ဖမ်းနေသလိုပါ။အခုမြင်နေရတဲ့ဒီနောက်ဆုံးတစ်ကောင်ကတော့ဂင်းနဲ့စံချိန်တင်ကမ္ဘာအစိတ်အပြင်းဆုံးဘရာဇီးလှည့်လဲပင့်ကူပါသူကတနေရာထဲမှာမနေပဲညဘက်မှာအစာရှာဖို့လှည့်လဲသွားလာတတ်ပါတယ်တခါတလေမှသူတို့ကငပြောကိုင်းနေထဲမှာပုံနေတတ်လို့ကမ္ဘာအနှံ့ကိုငပြောသီးတွေနဲ့အတူရောက်သွားတတ်ပါတယ်သူရဲ့အစိတ်ကအလူတယောက်ကိုနာရီပိုင်းအတွင်းသေစေနိုင်တဲ့အပြင်အရန်ကိုနာကျင်ခံစားရစေပါတယ်အခုသင်ဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာရောသင်အနာမှာပင့်ကူတစ်ကောင်ပုံနေမှာမဟုတ်ဘူးလို့သင်အာမခံနိုင်မလားသင်အကြောက်ဆုံးပင့်ကူအမျိုးအစားကို comment မှာရေးခဲ့ပါအောင်နော်နောက်ထပ်ထူးဆန်းတာတွေသိချင်ရင်တော့ကျမတို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်